အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကမြန်မာနိုင်ငံကနေ YT Create ကျွန်တော်တို့ AI video free လုပ်တဲ့ animation application တစ်ခုကိုကျွန်တော်တို့တောင်းပြမယ်ဆိုတော့ကျွန်တော်တို့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာအရင်ဆုံးကျွန်တော်တို့ဒီမှာ aeroplane မှုဝင်ထားဖို့လိုပါတယ်ကျွန်တော်လင်းပြန်ပိတ်ထားဖို့လိုပါတယ်ဖွင့်ထားဖို့လိုပါတယ်ကျွန်တော်တို့ကကျွန်တော်ရဲ့ SIM card တွေကနေကျွန်တော်ရဲ့ region country ကိုထိနိုင်တဲ့အတွက်ဆိုတော့ကျွန်တော်တောင်းမယ်ဆိုတော့ကျွန်တော် Play Store မှာဒီ Speed VPN လေးကိုတော့တောင်းပါအရင်ဆုံး Speed VPN လေးချိန်ပေးပါချိန်ပြီးရင်ကျွန်တော်တို့ YT Create ကိုတောင်းမှာဖြစ်ပါတယ်ဆိုတော့ဒီ Speed VPN ကျွန်တော်ပြထားတဲ့ VPN ကိုပဲချိန်ပါမတိရ Okay ချိန်ပြီးသွားပြီဆိုတော့ကျွန်တော် Play Store ရောက်တောင်းမယ်ဗျာ Play Store ရောက်တောင်းမယ်ကျွန်တော်တို့ဒါပေမဲ့ Play Store မှာကျွန်တော်မတောင်းချင်ဘူးကျွန်တော် Google ထဲမှာပဲတောင်းချင်တယ်တချို့က YT Create ကတောင်းပြီးရင်လည်းကျွန်တော်တို့ကတုံးလို့မရတာတွေရှိတယ်မနေ့ပြောလိုက် YT Create application ကတော့ရပြီဒါပေမဲ့ video ထုတ်လို့မရတဲ့ application ဖြစ်နေတာမျိုးရှိတယ်ဆိုတော့ကျွန်တော်တောင်းကြည့်မယ်ဗျာဒီမှာ YT Create ဆိုပြီးပေါ်လာပြီကျွန်တော်တို့အဆင့်ကတ်တွေဖွင့်ထားမယ်လင်းပြန်လုံးဝမတင်ထားဘူး VPN လုံးဝမချိတ်ထားဘူးဆိုရင်တော့ကျွန်တော်တို့ဒါ install ဆိုတာပေါ်မှာမဟုတ်ဘူးကျွန်တော်အနီရောင်စာတိုင်းပြနေမှာဖြစ်ပါတယ်ဆိုတော့ VPN ချိတ်မယ်ပထမဦးဆုံး VPN ချိတ်မယ်ပြီးရင်ကျွန်တော်တို့လင်းပြန်တင်မယ်ပြီးရင်ကျွန်တော်ပြထားတဲ့ VPN ကိုတုံးမယ်ဆိုရင်ဒါ download ရမှာဖြစ်ပါတယ် down ပြီးရင်လည်းကျွန်တော်တို့တုံးလို့မရတဲ့ဟာတွေရှိတယ်ဆိုတော့တုံးလို့ရလားမရလားဆိုတော့ကြည့်ရမှာပေါ့နော်ကျွန်တော်ပထမ down လိုက်တဲ့ကတော့တုံးလို့ရဒုတိယပြန် down နေတာတုံးလို့မရဘူးဖြစ်နေအဲ့ဒါနဲ့ပြန်ဖြတ်ပြီးတော့ကျွန်တော်ပြန်ပြီးလုပ်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒါတော့ YT Create down နေပေါ့နော်ဒါတော့မတိရရှိရင်ကျွန်တော် comment မှာ Telegram link ချပေးထားမယ်မရဘူးဆိုရင်ကျွန်တော်လာပြောလို့ရပါတယ်ဒီမှာ YT Create ရောက်လာပြီပေါ့နော်ကျွန်တော်တို့ရဲ့ screen ပေါ်ဆိုတော့ဒီဟာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်တို့မှာဒီလိုပေါ်နေမှာဖြစ်ပါတယ်ဒီလိုပေါ်နေမှကျွန်တော်တို့ video တွေပုံတွေထုတ်လို့ရမှာပါတကယ်လို့လုံးဝမပေါ်ဘူးထုတ်လို့မရတဲ့ပုံစံကြီးဖြစ်နေရဆိုရင်ဒီရဲ့ YT Create ကို clear data လုပ်ရမှာဖြစ်ပါတယ် clear data လုပ်ပါလုပ်လို့မရသေးဘူးဆိုရင်ကျွန်တော်တို့ VPN ကိုဖြုတ်ပြီးတော့ပြန်ပြီးတော့ချိတ်ပေးပါဒီရဲ့ link ပြန်ကိုတော့လုံးဝပြန်တော့မဖွင့်ပါနဲ့လို့ပြောချင်တယ်ဆိုတော့ကျွန်တော်တို့ထုတ်ကြည့်မယ်ကျွန်တော်ထုတ်ချင်တဲ့ပုံကိုမြန်မာစာနဲ့ရေးလိုက်မယ်ပြီးရင် channel ကိုပြင်လိုက်မယ်ပြီးကျွန်တော်တို့စောင့်မယ်ဗျာကျွန်တော်ပုံထွက်လာမလားဆိုတာကြည့်အောင် Okay ကျွန်တော်ပုံထွက်လာပြီဆိုတော့ပုံထွက်လာပြီဆိုတော့ကျွန်တော်တို့ဒီမြန်မာမလေးလို့ရေးလိုက်တယ်ပေါ့နော်ပုံထွက်လာပြီဆိုတော့ကျွန်တော်တို့ video လုပ်မယ်ကျွန်တော်မှာ create video ကိုနှိပ်လိုက်မယ် Okay ဘယ်လိုထွက်လာမလဲဆိုတော့စောင့်ကြည့်ပေးပါဦးတရားပြီးဝိုင်းရိုက်ဖို့နော်ပြီး use video နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့မှာဖွင့်ကြည့်လိုက်မယ်ဗျာကျွန်တော်တို့မြန်မာမလေးဆိုတော့မြန်မာနိုင်ငံက company တယောက်ပုံဖြစ်ပါတယ်ဆိုတော့အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးအများကြီးတင်ပါတယ်ပြီးရင်ကျွန်တော်တို့စိတ်မယ်ဆိုရင်ဒီနားအများလေးကိုနေတယ်ပါပြီးရင်ဒီမှာကြိုက်တာရွေးလို့ရ export နေရင်ကျွန်တော်တို့ရဲ့ gallery ကိုရောက်သွားမှာဖြစ်ပါတယ်အားလုံးပဲ subscribe လေးလုပ်ပြီးအားပေးကြပါဦး